ရှောင်းလင်เจ้า၏အသက်ဆွန့်စမ်းသပ်မှုတရက်ဖြစ်သည်လူငယ်သည်လက်နှစ်ဖက်တွင်ဓားများကိုချိတ်ဆွဲထားသည့်အတွက်လက်ကိုကားထားရသည်ထို့နောက်ရေစီကိုကောက်ယူကာကြောက်ကဘာတစ်လျှောက်ရှိနှဆိုင်သောမြောင်းတွင်းသို့တည်ယူဆွန့်လွတ်ရသည်လက်များကိုမြောက်ထားရင်းခန္ဓာကိုယ်ဟန်ချက်ညီအောင်ထိန်းရသည်အကယ်လေလက်များကျသွားပါကဓားများသည်ခန္ဓာကိုယ်အတွင်းသို့စုဝင်သွားနိုင်သည်စပိုင်းတွင်လမ်းလျှောက်လျက်ပင်မတက်နိုင်ခဲ့တော့လဲနေ့စဉ်ရေစီ300ကိုတည်ပြီးနောက်ပိုင်းတွင်ရေစီများကိုလွယ်ကူစွာတည်ဆောင်နိုင်သည့်အပြင်အခြားသူကိုပါကူညီနိုင်ခဲ့သည်နောက်ထပ်စိန်ခေါ်မှုမှာပိုခက်ခဲလာသည်မိလောင်နေသောဒုံးနှစ်ချောင်းကြားတွင်ရက်နေရပြီးမျက်လုံးများကရှေ့တွင်ပညာခောက်နေသောဖျောင်းတိုင်မိတောင်များကိုလိုက်ကြည့်ရမည်စီးမြင်မှာရိုးရှင်းသည်မျက်လုံးများရွေ့ရနိုင်တော်လဲကောင်းကိုလုံးဝမရွေ့ရပါစပိုင်းတွင်သူ၏မျက်စံများသည်ဖျောင်းတိုင်မိတောင်များအတိုင်းလိုက်ကြည့်နိုင်ခဲ့သည်သို့တော်ဆရာကြီးကအရှိန်မြင့်လိုက်သောအခါသူ၏အာယုံစိုက်နိုင်ပဲမတော်တဆကောင်းကိုရွေ့မိသွားခဲ့သည်သို့တော်လဲလူငယ်သည်လက်မလျှော့ခဲ့ပေသူသည်ထပ်မံစမ်းသပ်ခဲ့သည်ဒီတစ်ကြိမ်တွင်သူသည်စိတ်ငြိမ်ငြိမ်ထားကာဆရာကြီးကဖျောင်းတိုင်များကိုမြည်မြမြင်မြန်ခောက်ခောက်ကောင်းကိုငြိမ်ငြိမ်ထားနိုင်ခဲ့ပြီးနောက်ဆုံးတွင်အောင်မြင်စွာဖျက်ဆီးနိုင်ခဲ့သည်